ဒီနေ့တင်ဆက်ပေးမှာကတော့ကလေးကစားစရာရွှွန့်ဆေးတုံးလေးတွေကနေအကြီးအကျယ်စစ်ပွဲကြီးတစ်ခုဘယ်လိုဖြစ်လာလဲဆိုတဲ့ထူးဆန်းတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ဒီလိုစပါတယ်။နေတာတဲ့မနက်ခင်းတစ်ခုမှာကောင်းလေးတစ်ယောက်ဟာသူ့ရဲ့ခြံဝင်းထဲမှာလေရင်ပြန်ရုပ်လေးနဲ့စောကစားနေပါတယ်။ဒါပေမဲ့ခဏကြာတော့သူနဲ့ညီငွေလာတာပေါ့။အဲ့ဒီအချိန်မှာပဲသူ့အဖေကအလုတ်သွားခါနီးငါအိတ်ကိုလုံးဝမဖွင့်နဲ့နော်လို့မှားသွားပါတယ်။ဒါပေမဲ့ခလေးဆိုတာကလည်းတီးတဲ့အတိုင်းတားလေလှုပ်လေပဲမဟုတ်လားသူ့အဖေမှားထားတဲ့စကားကိုနားမထောင်ပဲအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာအနီးရောင်ရွှွန့်ဆေးဘူးလေးတစ်ခုကိုတွေ့လိုက်လာပါတယ်ဒါဟာ SCP-705 လို့ခေါ်တဲ့ထူးဆန်းတဲ့အရာတစ်ခုပါကောင်လေးကရွှွန့်ဆေးကိုအပြင်ထုတ်လိုက်တဲ့အခါမှာတော့မယုံနိုင်စရာမြင်ကွင်းကိုမြင်လိုက်ရပါတော့တယ်အဲ့ဒီရွှွန့်ဆေးတုံးလေးဟာအသက်ဝင်လာပြီးတိတ်ငယ်တဲ့စစ်သားလေးတွေအဖြစ်ပြောင်းလဲသွားတာပါသူတို့ဟာစနစ်တကျနဲ့ကင်းလဲတာအလေးပြူတော်တွေကိုတကယ်စစ်သားတွေအတိုင်းလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဒါကိုကြည့်ပြီးသဘောကျသွားတဲ့ကောင်လေးဟာစစ်ပွဲကြီးပိုပြီးစီကားသွားအောင်သူ့စီမှာရှိတဲ့အညိုရောင်ရွှွန့်ဆေးအောင်တွေကိုပါထပ်ထည့်ပေးလိုက်ပါတယ်။အဲ့ဒီမှာကင်ပြဿနာကစတာပါပဲ။အညိုရောင်ရွှွန့်ဆေးတွေထဲကနေလဲအညိုရောင်တက်ထွေးတွေထပ်လာပြီးအနီရောင်တက်ထွေးတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။တအိမ်လုံးကခြံဝင်းကြီးဟာချက်ချင်းဆိုသလိုစစ်တလင်းပြင်းကြီးဖြစ်သွားပါတော့တယ်။တဲပုံးထဲမှာတော့တင်ကားတွေတဝုံဝုံလေတိတ်ဖွဲဖြစ်နေသလိုရေကန်ထဲမှာလည်းရွှွန့်ဆေးနဲ့လှုပ်ထားတဲ့လေးရင်တင်ဘောတွေရေငုတ်တင်ဘောတွေနဲ့ရေတက်ကြီးကအသင့်ဆောင်နေပါတယ်။ကောင်းကင်မှာလည်းရွှွန့်ဆေးလေးရင်ပြန်တွေကတစီးနဲ့တစီးအပြန်အလှန်ပစ်ခတ်နေကြတာဟာတကယ်ကိုရင်သက်ရှူမောစရာပါပဲ။ဒီစစ်ပွဲဟာသိငယ်ပြီးမြဲတကယ်စစ်ပွဲတစ်ခုလိုပဲပြင်းထန်ပါတယ်။စနိုက်ကောသမားတွေကအကွာချောင်းပင်နေသလိုစေးကူထားဆောင်ထဲမှာလည်းတန်ရာရနေတဲ့စစ်သားလေးတွေရဲ့ညီညူတန်နေနဲ့ပြင်းထန်နေပါတယ်။ဇက်ရှင်အမြင့်ဆိုးအပိုင်းမှာတော့အနီးရောင်တဖွေရဲ့ဘူချုပ်ကြီးဟာရန်သူဝိုင်းရန်မှုကြားကနေပြစ်ကျနေတဲ့လေရင်ပြန်ကိုပြင်းပြီးအသက်လူထွေပြေးရတဲ့အထိဖြစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အနီးရောင်တဖွေဟာသူရဲကောင်းပီတာဆွန်နဲ့အင်ရှေကအလန်တိုင်ဘော်ကိုတက်ပြီးအမေရိကန်အလန်ကိုဖြုတ်သူတို့ရဲ့အညိုရောင်ရွှွန့်ဆေးအလန်လေးကိုလွင့်ထူပြီးအောင်ဖွေးခံလိုက်နိုင်ပါတယ်။ကောင်လေးလည်းဒီမင်းကွင်းကိုကြည့်ပြီးဂုံးယူစွာနဲ့အလေးပြူနေခဲ့တာပေါ့။ဒါပေမဲ့အောင်ပွဲခံလို့မှမဆုံးသေးခင်မှာပဲကောင်းခင်ကမောင်လာပြီးမိုးစတီကြလာပါတော့တယ်။ရွှွန့်ဆေးဆိုလားရေနဲ့တွေ့နေပျော်သွားတတ်တယ်မဟုတ်လား။မိုးသေးသေးမဲမဲစွာချလိုက်တဲ့အခါမှာတော့ခုနကခန့်ခန့်ညာညာရှိလာတဲ့စစ်တပ်ကြီးတင်ကားတွေနဲ့လေရင်ပြန်တွေအလုံးဟာအေးပျော်ပြီးမြေကြီးထဲကိုရောင်စုံအစင်းချောင်းတွေအဖြစ်ပျောက်ကွယ်သွားပါတော့တယ်။မိခင်ဖြစ်သူကတားရီမိုးရွာတော့မယ်အထဲဝင်ပြီးကိုပူလေးတောက်ရအောင်လို့လွမ်းခေါ်တဲ့အချိန်မှာတော့ကောင်းလေးဟာဖြုံကြီးနဲ့အိမ်ထဲကိုဝင်သွားပါတော့တယ်ခဏလေးအတွင်းမှာပဲဒီချမ်းဝင်းထဲမှာအကြီးအကျယ်စစ်ပွဲကြီးတစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုဘယ်သူမှယုံနိုင်မှာမဟုတ်တော့ပါဘူးဒါကတော့ SCP-705 လို့ခေါ်တဲ့အသက်ဝင်နေတဲ့ရွှွန့်ဆေးစစ်သားလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်နောက်ထပ်ထူးဆန်းတဲ့ဇာတ်လမ်းလေးကိုကြည့်ချင်သေးရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်အားလုံးကိုကျေးဇူးတင်ပါတယ်